မောက်မာခတ်ထန်တဲ့ CEO အမျိုးသမီးဟာမစ္စတာလူရဲ့ခမ်းနားထည်ဝါတဲ့ရုံးခန်းထဲကခုံစပွဲကိုဒေါသအကြီးကျယ်နဲ့ဖြန်းခန်းနဲ့ထုရိုက်ခွဲလိုက်တယ်။သူမရဲ့မျက်နှာမှာအရှုံးမပေးလို့တဲ့အမူအရာနဲ့စိတ်ပြအားငယ်မှုတွေကအထင်ရှား။တစ်ချိန်တည်းမှာပဲငွေကြေးချေးစားတဲ့လူဆိုးကောင်းဆောင်ရဲ့ဖုန်းကသူမစီတန်းတန်းမတ်မတ်ဝင်လာတယ်။ဖုန်းရဲကလေတံမာမာနဲ့ဒီနေ့နောက်ဆုံးပဲမင်းရဲ့အကျွေးတွေကိုချက်ချင်းဒါမှမဟုတ်မင်းရဲ့ကုမ္ပဏီတစ်ခုလုံးပျောက်ကွယ်သွားလိမ့်မယ်ဆိုတဲ့ချင်းချောက်တန်ကြောင့်သူမရဲ့ရင်ထဲပိုပြီးပူလောင်လာခဲ့ရတယ်။ဖုန်းချလိုက်ချိန်မှာတော့ရုတ်တရက်မစ္စတာလူဆိုသူဟာအေးဆက်တည်ငြိမ်တဲ့မျက်နှာနဲ့သူမရှိရောက်လာပြီးကန့်လန့်ချက်ကြီးတစ်ခုကိုလှုပ်လိုက်တယ်။မစ္စတာလူဟာသူမရဲ့ကုမ္ပဏီကိုဒေါ်လာ1 ဘီလီယံနဲ့ဝယ်ယူမဲ့အကြောင်းကန့်လန့်လာခဲ့တယ်။သူမဟာသူမရဲ့ဒီကုမ္ပဏီကို1 ဘီလီယံထက်အဆက်ပေါင်းများစွာတန်ဖိုးရှိတယ်လို့ဆိုရဲ။သူမဟာဥက္ကရဲ့ဘဝနဲ့ချွေးနှဲစာတွေနဲ့တီထောင်ထားတာဖြစ်လို့ဒီဈေးနှုန်းကဘလို့မှမဖြစ်နိုင်ဘူးလို့အော်ဟစ်ပြီးဒေါသတကြီးညှင်းပယ်လိုက်တယ်။မစ္စတာလူကတော့မျက်ခုံးပင်မလုပ်ပဲပြက်သားသားညှင်းဆိုလိုက်တယ်။ဈေးကွက်တန်ဖိုးကအဲ့ဒီလောက်ပဲရှိတယ်လို့ပြက်သားစွာပြောလိုက်တယ်။ဒေါသထွက်နေတဲ့သူမဟာအရှုံးကိုလက်မခံနိုင်ပဲအယူတယောက်လိုလေလုံးထွားပါတော့တယ်။သူမရဲ့ကုမ္ပဏီကဘိုးဘေးခေတ်ခါကလေးကကမ္ဘာထိပ်တန်းကုမ္ပဏီကြီး3ခုပူးပေါင်းပြီးတီထောင်ခဲ့တာဖြစ်တာကြောင့်သူမတို့ဟာကမ္ဘာကိုထိုးဖောက်အောင်မြင်ခဲ့ဘူးတယ်။ဒီဈေးနဲ့ဘယ်တော့မှမရောက်နိုင်ဘူးလို့ဆိုရဲ။ထိုစကားကြောင့်မစ္စတာလူဟာအပြုံးတပွင့်နဲ့ခက်အေးအေးပဲပြောလိုက်တယ်။ကံမကောင်းစွာနဲ့သူမရဲ့လက်အောက်ခံကုမ္ပဏီတွေကိုတင်သွင်းပြီးစီးသွားပြီးသူမဟာပုံမိုပြီးအံ့အားသင့်တုံလုပ်သွားရတယ်။ထိုအချိန်မှာပဲအရင်ကသူမနဲ့ပူးပေါင်းခဲ့တဲ့ခေါင်းဆောင်ကြီးများဟာရုံးခန်းထဲကိုဝင်လာကြပြီး CEO ကိုကြောခိုင်းလိုက်ကြတယ်။သူတို့ဟာသူမရဲ့ကုမ္ပဏီကနေပူးပေါင်းမှုတွေကိုနှုတ်ထွက်လိုက်ပြီးသူတို့ဟာမစ္စတာလူရဲ့ကုမ္ပဏီမှာပူးပေါင်းလိုက်ပြီဖြစ်ကြောင်းသူမကိုလှောင်ပြောင်သောအပြုံးများဖြင့်ကြည်ရင်ပြောဆိုလိုက်တယ်။သူမရဲ့ကုမ္ပဏီကတော့ကဘာကိုဘယ်တော့မှထိုးမဖောက်နိုင်တော့ဘူးလို့စိတ်မကောင်းစရာအမှန်တရားကိုထုတ်ဖော်လိုက်ကြတယ်။နောက်ဆုံးတော့မောက်မာခတ်ထန်တဲ့ CEO ဟာဘာမှမတတ်နိုင်တော့ပဲသူမရဲ့ကုမ္ပဏီရှယ်ယာတွေကိုရောင်းချရန်အတင်းကျပ်လက်မှတ်ထိုးရန်သာတက်နိုင်ခဲ့တယ်။သူမရဲ့လက်ရည်တွေဟာတုံရင်နေခဲ့ပြီးမျက်ရည်တွေကလည်းမထိန်နိုင်တော့ပဲစီးကျလာခဲ့တယ်။သူမဟာဥက္ကဋ္ဌကြီးနဲ့အတူစိတ်ပြအားငယ်စွာထွက်ခွာသွားခဲ့တယ်။ထိုအကြီးကအမျိုးသားများဟာအောင်ပွဲခံနေတဲ့မစ္စတာလူအားဝိုင်းဝန်းချီးမွမ်းခဲ့ကြတယ်။သူတို့ရဲ့နည်းပညာတိုးတက်မှုခေတ်ကြီးမှာမစ္စတာလူတယောက်သာသူတို့အားလုံးကိုကယ်တင်နိုင်မှာဖြစ်ကြောင်းပြောဆိုခဲ့ကြတယ်။အဲ့ဒီအချိန်မှာပဲဒေါသနဲ့မာနတွေပြည့်နေတဲ့ CEO မျိုးသမီးဟာမိတ်ဆက်ပွဲခန်းမရှိရာဝင်လာခဲ့တယ်။သူမရဲ့မျက်နှာဟာသွေးဆူလုံးလို့ညီရဲနေပြီးအယူတယောက်လိုတောင်းကျမ်းပါတော့တယ်